Photoshop ကပန်တူးဆွဲနည်းပြောပြပါလား bro တဲ့ Okay ဒီနေ့ကျွန်တော်တို့ Photoshop မှာပါတဲ့ဒီပန်တူးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်တို့ပြောပြပေးမယ်Photoshop တွေမှာဒီပန်တူးအပြင်တခြားတူးထဲမှာပါတဲ့ဒီ tool လေးတွေကနောက်ထပ်5ခုတော့ထပ်ရှိနေတာပေါ့နော်အဲ့ဒါအကုန်လုံးမှာကျွန်တော်ဒီနေ့ပြောပြပေးမယ်ဆိုတော့ကျွန်တော်တို့ဒီပန်တူးနဲ့ကျွန်တော်တို့ဆွဲတဲ့အခါမှာကျွန်တော်တို့ပန်တူးကိုကျွန်တော်အများသောအားဖြင့်ကျွန်တော်ကတော့ chassis design ဆွဲတဲ့အခါမှာကျွန်တော်သုံးလေးရှိတယ်ပေါ့နော် Okay ဆိုတော့ရိုးရိုးပန်တူးကဘယ်လိုကွာလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ရိုးရိုးပန်တူးမှာကျွန်တော် point အဲ့ပန်တူးကိုယူလိုက်မယ်နော်ပန်တူးတစ်ချက်ထောက်ပြီးတော့ဒီလိုမျိုးဖိပြီးတော့ဒီလိုမျိုးဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့ cut ဖြစ်တဲ့ပုံစံမျိုးလေးဖြစ်တယ်ဒီလိုမျိုးလေးပေါ့နော် Okay ဒီလိုမျိုးလေးဆိုရင်လည်း cut ဖြစ်တဲ့ပုံစံခုံလေးတော့ရတယ်ဗျာအဲ့ဒါမှမဟုတ်ကိုကဒီလိုမျိုး down အနေနဲ့သုံးချင်တယ်ဆိုလို့ရှိရင်တော့ကိုသွားရင်လည်း down ကိုဒီလိုမျိုးစက်တိုက်ချရင်လည်းရတယ်ပေါ့နော်ဒီဘက်မှာ shape တစ်ခုထပ်ဆွဲပြမယ်သွားကိုဆွဲရင်လည်းနေရာ point တစ်ခုထောက်မယ်နောက်ထပ်တစ်နေရာထပ်ထောက်မယ်နောက်ထပ်နေရာထပ်ထောက်မယ်ဒီလိုမျိုးလေးတွေpoint လေးတွေထောက်ပြီးတော့ကျွန်တော်တို့ကဆွဲသွားလို့ရတယ်ဒါကတော့ပန်တူးကိုအလွယ်ဆုံးပုံစံဆွဲတာပေါ့နော်တခြားသုံးချင်တဲ့ဆွဲချင်တဲ့ပုံစံမျိုးရှိရင်လည်းဆက်ဆွဲလို့ရသေးတယ်ကျွန်တော်ဒီနေ့ဒီလိုမျိုးလေးလုပ်ပြဒီလိုမျိုးလေးဆွဲထားလိုက်မယ် Okay ပြီးရင်ဒီကောင်ကိုကျွန်တော်နှစ်ခုပွားပြီးတော့ဖေးညာလေးရွှေ့ထားလိုက်မယ် Okay ဒီလိုမျိုးရွှေ့ထားလိုက်မယ် Okay ဒါကတော့ shape တစ်ခုရပြီပေါ့နော်ဒီပန်တူးနဲ့ဆွဲထားတဲ့ shape တစ်ခုကိုကျွန်တော်တို့တွေကအယောင်ဖြည့်ခြင်းနဲ့အယောင်ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်ပြီးရင်အယောင်မထည့်ခြင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆွဲထားတဲ့ shape ကိုကျွန်တော်တို့တစ်ချက်ထောက်မယ်ပေါ့နော်ထောက်ပြီးရင် double click နှိပ်လိုက်မယ်အဲ့ shape ပေါ်မှာအဲ့ပေါ်မှာကိုကဒီလိုမျိုးကိုကြိုက်တဲ့အယောင်ကိုကျွန်တော်တို့တွေက adjustment လုပ်လို့ရတယ်ပေါ့နော်အနီလားအစိမ်းလားကြိုက်တဲ့အပြာလားပေါ့နော်ကိုကြိုက်တဲ့အယောင်ထားလို့ရတယ် Okay ဆိုတော့နောက်တစ်ခုကကြတော့ဒီထဲမှာကျွန်တော်တို့ကအယောင်မထည့်ခြင်းကို stock ပဲထည့်ခြင်းနဲ့ဆိုရင်ဒီထဲမှာရှိတဲ့ဒီ rectangle tool လေးကိုပြန်ယူဒါဆိုရင်တော့သူ shape ထဲကိုပြန်ရောက်သွားလိမ့်မယ်ပြီးရင်ဒီ face ဆိုတဲ့နေရာမှာကျွန်တော်တို့တွေကအယောင်ဖျောက်လိုက်မယ်ပြီးရင်ဒီထဲက stock ကိုသွားပြီးတော့အဖြူအောင်ထားလိုက်မယ် stock ကိုအနည်းဆုံး9လောက်ထားလိုက်မယ်10လောက်ထားလိုက်မယ်နော်ဒါမှနည်းပေါ့ Okay ဒါဆိုရင်တော့shape ပန်တူးနဲ့ဆွဲထားတဲ့shape လေးကဒီအခြေကအယောင်မပါဘဲနဲ့ stock နဲ့ပဲဖြစ်သွားမှာเนาะဒါကျွန်တော်တို့ပန်တူးနဲ့ပဲဆွဲထားတာ Okay နောက်တစ်ခုကအယောင်ထည့်ခြင်းနဲ့ဆိုရင်လည်းပြန်ထည့်လို့ရပါတယ်ဆိုတော့အယောင်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းအဲ့ကိုဆွဲထားတဲ့ shape ကိုပဲ selection ပြန်မေးပြီး rectangle tool ကိုပြန်ယူပြီးတော့ဒီထဲမှာရှိတဲ့ကိုချိုက်ထည့်ခြင်းတဲ့အယောင်ထည့်လို့ရတယ်ပေါ့နော် Okay ဒါကတော့ Euro Pan 2ဆွဲနည်းဖြစ်ပါတယ်အောက်ကကျတော့ Free From Pan 2ကကျတော့ကျွန်တော်တို့ရေ shape တစ်ခုကိုကျွန်တော်တို့က free hand အနေနဲ့သုံးတာပေါ့နော်ကိုက Free From Pan 2ကိုယူလိုက်မယ်ဒီလိုမျိုးပေါ့နော်ကိုကြိုက်တဲ့လိုမျိုးဆွဲပြီးတော့အဲ့လိုမျိုး selection အဲ့လိုမျိုးချတဲ့အရာတွေကိုကျွန်တော်တို့ free from pan 2ကိုသုံးပါတယ်ဆိုတော့ဒီဟာကတော့တခြားတော်တော်များများမသုံးကြပါဘူးဘယ်နေရာမှာသုံးလဲတော့ကျွန်တော်မသုံးလဲတော့မသိပါဘူးဆိုတော့အဲ့ဒီ shape ကိုအဲ့ဒီ pan 2ကိုတော့ကျွန်တော်မသုံးပါဘူးအောက်ကတစ်ခုကကျတော့ curvature pan 2ပေါ့နော်ဒီကောင်ကကျတော့ဒီ Euro pan 2နဲ့ဆန့်ကျင်ပဲလို့ပြောရမှာပေါ့နော်ဥမာ point တစ်ခုထောက်တယ်ဒီမှာတစ်ချက်ထောက်တယ်နောက်တစ်ချက်ပြန်ထောက်လို့ရှိရင်သူကဒီလိုမျိုး shape ကချွန်းချွန်းလေးမဟုတ်ဘဲနဲ့အဲ့လိုမျိုး cut ဖြစ်နေတဲ့ shape ပေါ့နော်ခုံးနေတဲ့ shape ပုံစံမျိုးသူကပေါက်ဖြစ်စေတယ်ပေါ့နော်ဒီလိုမျိုးဆိုရင်ဒါဆိုရင် shape ခုံးလေးပေါ့နော် cut ဖြစ်နေတဲ့ shape ပေါ့နော် curvature pan 2ဆိုတော့အဲ့လိုမျိုးခုံးနေတဲ့ shape ပုံစံမျိုးသူကရတယ် Okay နောက်တစ်ခုကကြတော့ဒီ anchor point 2လို့ခေါ်ပါတယ်ဒီကောင်ကကြတော့ဂျားထဲမှာရှိတဲ့ point တွေကိုသူကပေါင်းပေးတာပေါ့နော်ဥပမာ shape တစ်ခုနဲ့တစ်ခုဒီကနေဒီကိုဆွဲထားလိုက်တယ်ဒါကတော့ဆွမ်းနာတော့ဒီ curvature pan 2နဲ့ဆွဲထားတဲ့ဟာပေါ့နော်ဒီဂျားထဲမှာကျွန်တော်တို့တွေက point တစ်ခုထပ်ထောက်ခြင်းနေဆိုရင်ထပ်လို့ခြင်းနေပေါ့နော်ဒီနေရာမှာကျွန်တော်တို့ shape အသစ်တစ်ခုshape ပုံစံအသစ်ပြောင်းခြင်းနေဆိုရင် point ဆက်ထောက်လိုက်မယ်ပြီးရင်အဲ့ဒါကိုကိုလိုသလိုမျိုးဒီလိုမျိုးကိုကြိုက်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့တွေအကွေ့အကောက်အနေနဲ့ပြန်သုံးလို့ရပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ကဒီ down လေးမှာရှိတဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ adjustment လုပ်ပြီးတော့လည်းသုံးလို့ရပါတယ်ဆိုတော့ဒါကတော့ anchor point 2လို့ခေါ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒီdelete anchor point 2လို့ခေါ်ပါတယ်ဒီကောင်ကကြတော့ကိုဆွဲထားတဲ့ shape ကိုကျွန်တော်တို့တွေကပြန်ပြီးတော့ဖြတ်တဲ့အခါမှာကျွန်တော်တို့သုံးပါတယ်ဥမာဒီ down တွေကိုကျွန်တော်ဆွဲပြီးသွားပြီဒီ point ကိုကျွန်တော်မကြိုက်ဘူးကျွန်တော်ဖြတ်ချင်တယ်ဆိုရင်တစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီနားမှာရှိတဲ့ point ကပျောက်သွားပါလိမ့်မယ်ဆိုတော့ဒီလိုမျိုး point လေးတွေကိုပြန်ဖြောက်ပေးလိုက်တာပေါ့နော်ပြန်နှုတ်ပေးလိုက်တာနဲ့အတူတူပါပဲ Okay ဒါတော့ delete anchor point 2လို့ခေါ်ပါတယ်ပြီးရင်နောက်ဆုံးတစ်ခုကကြတော့ convert point 2ပေါ့နော်ဒီကောင်ကကြတော့ shape ဒီလိုမျိုး adjustment လုပ်တဲ့နေရာမှာအသုံးပြုပါတယ်ကျွန်တော်တို့ shape ကိုပြန်ပြီးတော့ဒီလိုမျိုးပြန်ချိန်ကြီးတဲ့နေရာမှာကျွန်တော်တို့သုံးပါတယ်ပြီးရင်ဒီ down ကိုဒီလိုမျိုးဘယ်လိုပြောရမလဲ down တစ်ချက်ထောက်လိုက်မယ်ပြီးရင် cut ဖြစ်နေတဲ့ပုံစံမျိုးကျွန်တော်တို့ပြန်ပြောင်းလို့ရပါတယ်ဒါကတော့ဒီ convert point 2ထဲမှာပါတဲ့အရာလေးတွေပေါ့နော်ဒါကတော့ pan 2ထဲမှာပါတဲ့ဥစ္စာလေးကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့အများဆုံးအဖြစ်သုံးရမှာတော့ဒီ pan 2တစ်ခုတည်းကိုပဲကျွန်တော်တို့တော်တော်များများတော့သုံးကြပါတယ်ကျွန်တော်ကတော့ဒီ pan 2တစ်ခုတည်းကိုပဲသုံးပါတယ်ကျန်တဲ့2တွေကတော့ကျွန်တော်သိမသုံးပါဘူး
okay ဆိုတော့အားလုံးနားလည်အောင်ကျွန်တော်ပြန်ပြောပြရမယ်ဆိုရင်ဒီ point ရှေ့ဒီပန်တူးကိုပဲကျွန်တော်တေချာလေးပြန်ပြောပြပေးမယ်ပန်တူးကိုယူမယ်ကျွန်တော်ရှေ့တစ်ခုဆွဲရမယ်ဆိုရင်ကိုဆွဲခြင်းတဲ့ layer ပုံကိုတစ်ချက်သွားမယ်ပြီးရင်အဲ့ဒီပုံမှာမှကိုကဘာလို့ဘယ်လိုရှေ့မျိုးဆွဲခြင်းလဲအောက်ရှေ့ဆွဲပြီးသွားပြီဆိုရင်အပေါ်ရှေ့ကိုကျွန်တော်တို့ဆွဲခြင်းလားအဲ့ရှေ့ကိုမှဒီလိုခုံလေးဆိုလို့ရှိရင်တော့ဒီလိုမျိုးခုံလေးပေါ့နော်ဒီလိုမျိုးလေးဆွဲဒါမှမဟုတ်ကျွန်တော်တို့ကဒေါင်းအမြင်တိုင်းဒေါင်းအဖြောင်းတိုင်းသွားခြင်းလဲဆိုရင်ဒီလိုမျိုးဆွဲနော်ပြီးရင်ဒီကောင်ကိုကျွန်တော်ပခုံးပေါ်တင်လိုက်မယ်ဒီလိုမျိုးဆွဲပေါ့နော်ဒါကို clip ပဲမဲ့ဒီလိုမျိုး clip ပဲမဲ့အုပ်ထားလိုက်မယ်အဲ့ဒါကို clip ပဲမဲ့အုပ်လိုက်မယ်နော်အုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကပန်တူးထဲမှာပဲခုံလေးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ကာဗီချောင်းပြန်သွားပြီးတော့ဒီလိုမျိုးလေးပြန်ခုံလို့လည်းရတယ်ဒီလိုမျိုးပြန်လုပ်လို့လည်းရတယ်ပေါ့နော်ဒါကတော့ပန်တူးတစ်ခုနဲ့တစ်ခုအသုံးရတဲ့အခြေအဆက်လေးတွေပေါ့နော် okay နောက်တစ်ခုအနေနဲ့ကဒီကောင်ကိုပဲကျွန်တော်တို့ပြန်ပြီးတော့သုံးပြမယ်ဒီ anchor point ကိုပဲကျွန်တော်သုံးပြမယ်ဒီလိုမျိုးပေါ့နော် sorry ကျွန်တော် point ထောက်တာဒီလိုမျိုးလေးကိုလိုသလိုမျိုးကိုကြိုက်သလိုမျိုးကိုအဲ့လိုမျိုးပြန်ပြီးတော့ adjustment လုပ်လို့ရတဲ့အနေအထားပေါ့နော်ဒီကောင်ကိုကျွန်တော်အဖြူအောင်ပြောင်းလိုက်မယ်ပြီးရင်ဒီကောင်ကိုကျွန်တော်ဘေးညာလှည့်လိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ဒါကတော့ကိုဆွဲတက်ရင်ဆွဲတက်တယ်လို့မျိုးပုံစံတွေကတော့မျိုးထွက်လာမှာပေါ့နော်ကျွန်တော်လိုမျိုးလဲလိုက်မဆွဲလို့လည်းရတယ်လိုက်ဆွဲကြည့်လို့လည်းရတယ်ပေါ့လေ့ကျင့်ကြည့်မယ်ဆိုရင်လေ့ကျင့်ကြည့်လို့ရပါတယ်โอเคဒီလိုမျိုးလေးရပါတယ်ဒါဆိုရင်ပန်တူးနဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ထင်ပါတယ်ဆိုတော့ပန်တူးကတော့လွယ်ပါတယ်ကိုတစ်ထည့်ယူမယ်ကိုတွားရင်ညောင်လိုက်ထောက်လိုက်အောင်ပဲပေါ့နော်โอเคဒါပါပဲနောက်ဗီဒီယိုမှာပဲပြန်တွေ့ကြမယ်သိချင်တာရှိရင်ထပ်မေးထားလို့ရပါတယ်ဘိုင်ဘိုင်